ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ပြပေးမှာတော့ NE 5 3လုံး IC တစ်လုံးနဲ့ဒီလိုမျိုးမီလေးလောက်ထားတာပါနော် NE 5 3လုံး IC တစ်လုံးနဲ့ကပ်စီတာတစ်လုံး resistor တစ်လုံးဒါလေးပဲဒီကောင်ကကြတော့သူဒီမီကစားတာအနေမြန်လို့ဖို့အတွက်ဒါဆိုရင်နေပါပြီတော်နေပါပြီပုံမြန်လာတယ်โอเคနောက်မှာကကြတော့ IC ရဲ့2နဲ့6နဲ့နံပါတ်ကိုဆက်ပေးရမယ်4နဲ့8နဲ့နံပါတ်ကိုဆက်ရတယ်